ဒီပင်ကတော့တရုတ်စကားအဖြူပင်ဖြစ်ပါတယ်အပွင့်အရောင်အဆင့်ကိုလိုက်ပြီးတော့တရုတ်စကားကအမျိုးများပါတယ်အနီတက်တက်ပွင့်တဲ့အပင်ရဲ့အဖြူရောတဲ့အနီပွင့်တဲ့အပင်ရဲ့အဝါပွင့်တဲ့အပင်ရဲ့အဝါရောတဲ့အဖြူပွင့်တဲ့အပင်ရဲ့အဖြူတက်တက်ပွင့်တဲ့အပင်ရဲ့ဆိုပြီးတော့ဒီအပွင့်ကိုလိုက်ပြီးတော့အပင်ကအမျိုးများပါတယ်ဒီတရုတ်စကားကိုတော့အပွင့်ကိုလားစေးဘက်ယူတဲ့အပင်အနေနဲ့အများသောအားဖြင့်အသုံးပြုကြပါတယ်အနှစ်ကိုစေးဘက်ယူတာကိုတော့အကျော်ပင်ကိုပြပါတယ်အများသောအားဖြင့်သူ့ရဲ့ရတာကစက်ခါဖန်ရတာရှိပြီးတော့ပူးတဲ့တက်တည်ရှိပါတယ်ကြီးကျက်တဲ့အခါမှာစက်တဲ့ရတာရှိပါတယ်စီးဝမ်းကိုရွှင်စေပြီးတော့တလိပ်လေဒေါသကိုနိုင်စေတတ်ပါတယ်လူနာယောဂရရန်ခြင်းနဲ့အနာပေါက်တွေကိုတက်တာပြောင်းကင်းစေပြီးတော့ထိုးအောင်ခြင်းနဲ့ဝမ်းမိုက်ယောဂတွေကိုလည်းတက်တာပြောင်းကင်းစေတတ်ပါတယ်ခေတ်ကပြောခဲ့တဲ့ယောဂဝေဒနာတွေအတွက်ဆိုလို့ရှိရင်တော့စီဝမ်းကိုရွှင်စေခြင်းနဲ့ဆိုလို့ရှိရင်သူ့ရဲ့အပွင့်ကိုပြုတ်ပြီးတော့တုတ်ဆမယ်ဆိုရင်စီဝမ်းကိုရွှင်စေတတ်ပြီးတော့တလိပ်လေဒေါသကိုနိုင်စေတတ်ပါတယ်လူနာယောဂနဲ့ရရန်ခြင်းတွေအတွက်ဆိုလို့ရှိရင်တော့အပွင့်ကိုချိတ်ချပြီးတော့သူ့ရဲ့တတ်ထွေကိုလိမ့်ပေးရမှာဖြစ်ပါတယ်